မင်္ဂလာပါရှင် Breaking Burma News သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးမှာပေါ်တာဆွဲဖမ်းဆီးမှုပြန်စရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးမြို့မှာအခုလဆန်းရက်ပိုင်းမှာပေါ်တာဆွဲဖမ်းဆီးမှုတွေပြန်လည်စတင်နေပြီးလူငယ်အချို့ဖမ်းဆီးခံလိုက်ရကြောင်းဒေသခံတွေကပြောပါတယ်။ဇန်နဝါရီ9ရက်ည7:00နာရီခွဲခန့်ကမန္တလေးမြို့အောင်မြေတာဆန်မြို့နယ်ညောင်ခွဲရက်အကွက်1ရက်ကကျူးမြေမှာနေထိုင်တဲ့အသက်25နှစ်ဝန်းကျင်လူငယ်အမျိုးသားတအုပ်ကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားကြောင်းမြေပြင်ခင်းထောက်အဖွဲ့ဖြစ်တဲ့ Voice of Mandalay အဖွဲ့ကအသိပေးပါတယ်။အလားတူမနေ့ဇန်နဝါရီ9ရက်ည7:00နာရီလောက်မှာပသိမ်ကြီးမြို့နယ်ဝင်းချန်ကြီးရွာကအမျိုးသား9ဦးကိုစစ်တပ်ကဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးသွားပြီးတအုပ်ကိုကျပ်330ပေးရင်ပြန်လွှတ်ပေးမယ်လို့ပြောထားကြောင်း Voice of MTY အဖွဲ့ကထပ်မံအသိပေးပါတယ်။ပေါ်တာဆွဲဖမ်းဆီးမှုတွေဟာပြည်ကြီးတကွန်မြို့နယ်ထဲမှာလည်းဖြစ်ပေါ်နေကြောင်းဒေသခံတွေကပြောပါတယ်။ည9:00နာရီလောက်ရှိသေးတဲ့လမ်းထိပ်ဖုံးသုံးနေတဲ့ကလေးကိုဝင်ဆွဲသွားတာလို့ပြည်ကြီးတကွန်မြို့နယ်ကလုံခြုံရေးအရာရက်ကွက်အမည်မပြောလို့တဲ့ပြည်သူတအုပ်ကပြောပါတယ်။ဒါပြင်သတင်းမပြန့်ပဲလူမသိသူမသိဖမ်းဆီးခံလိုက်ရတဲ့လူငယ်တွေလည်းအများပြားရှိနေကြောင်းမန္တလေးမြို့ကန်တွေကပြောပါတယ်။စေအုပ်စုဝင်တွေဟာပြည်သူတွေစီကစစ်မှုထမ်းကြီးကိုလည်းလစဉ်ကောက်ခံကရယူနေတယ်လို့သိရပါတယ်။စစ်တပ်ကအာဓမဖမ်းဆီးသွားတဲ့လူငယ်တွေနဲ့စစ်တပ်နဲ့အပတ်စဉ်20ကိုဒီဇင်ဘာလအတွင်းကစတင်နေပြီဖြစ်ပါတယ်။ဆက်လက်ပြီးမုံရွာမြို့ပေါ်တွင်တရက်ထဲလူငယ်80ကျော်ကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားပြီးစစ်မှုထမ်းအပတ်စဉ်21အတွက်စစ်သားစုဆောင်းနေဆွဲတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စကိုင်းတိုင်းမုံရွာမြို့ပေါ်တွင်တရက်ထဲလူငယ်80ကျော်ကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားပြီးစစ်မှုထမ်းအပတ်စဉ်21အတွက်စစ်သားစုဆောင်းနေကြောင်းဖမ်းဆီးခံလူငယ်များ၏မိဘဆွေမျိုးများနှင့်မိတ်ဆွေများထံမှစုံစမ်းသိရှိရပါတယ်။ဇန်နဝါရီလ9ရက်နေ့ညနေပိုင်းတွင်မုံရွာမြို့ပေါ်လမ်းစုံလမ်းကွာများတွင်၎င်းမြို့ပေါ်ကိုအိမ်စီးကားများဖြင့်ပတ်၍တော်၎င်းစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးမှုများလှုပ်ဆောင်ခဲ့ကြောင်းရှမနီတရက်ထဲမုံရွာတစ်မြို့လုံးတွင်လူငယ်80ကျော်ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရကြောင်းသိရပါတယ်။ရှမနီတရက်ထဲဖမ်းဆီးခံရသောလူငယ်80ကျော်ကိုစကိုင်းတပ်မ33တပ်ရင်စစ်မှုထမ်းတင်နန်းကျောင်းသို့ပို့ဆောင်ရန်ပြည်စည်းနေကြောင်းသိရပါတယ်။မင်းညနေပိုင်းမှာစစ်ခွေးတွေလူငယ်ကိုပေါ်တာဆွဲဖမ်းဆီးတာကြမ်းနေပြည်တော်စုလန်အင်ကုံအစင်းတို့မှာလူငယ်9ယောက်ဆွဲသွားတယ်။ညနေပိုင်းမှာမုံရွာမြို့ပေါ်လမ်းစုံတွင်မှာအိမ်စီးကားတွေနဲ့ပတ်ပြီးတော့မြို့ပေါ်နေရာစုံမှာပတ်ပေါ်တာဆွဲနေတာပါမင်းညနေပိုင်းမှာတင်စစ်ခွေးတွေပေါ်တာဆွဲဖမ်းဆီးသွားတဲ့လူငယ်80ကျော်ပါတယ်မြို့ထဲနဲ့စက်မှုဘက်ကဆွဲတာများတယ်ဆိုင်ကယ်ပါလာရင်လည်းနီးစက်ရဆိုင်တွေမှာအခိုက်ပြီးလူတွေဆွဲသွားတာပါအခုပါသွားတဲ့လူငယ်တွေမိသားစုတွေနဲ့တွေ့ခွင့်မပေးဘူးပတ်စံနဲ့ရွှေ့မယ်ဆိုရင်တောင်စစ်ခွေးတွေအရွှေ့မခံဘူးလက်ရှိမှာစစ်မှုထမ်းသင်တန်းကျောင်းပို့တော်မယ်ဟုဖမ်းဆီးခံလူငယ်တအုပ်မိတ်ဆွေတအုပ်ကပြောဆိုပါတယ်အလားတူဒီဇင်ဘာလ6ရက်နေ့နဲ့ဒီဇင်ဘာလ9ရက်နေ့တို့တွင်လည်းမုံရွာမြို့ပေါ်တွင်လူငယ်30ကျော်ကိုအကြမ်းဖက်စစ်တပ်ကအိမ်စီးကားများဖြင့်ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရပါတယ်အကြမ်းဖက်စစ်တပ်ကယခုဇန်နဝါရီလ15ရက်နေ့တွင်စစ်မှုထမ်းအပတ်စဉ်21ကိုဖွင့်လှစ်မည်ဖြစ်ကြောင်းသိရပါတယ်။အနာပေးလိုက်သည့်စစ်ဦးစီးအရာရှိချုပ်လေးဒုတိယဗိုလ်ချုပ်ကြီးစောဝင်းမြင့်ကိုတရုတ်နိုင်ငံတပ်အမတ်အဖြစ်မင်းအောင်လှိုင်ကခန့်အပ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်လေးတပ်မှအနာပေးလိုက်သည့်စစ်ဦးစီးအရာရှိချုပ်လေးဒုတိယဗိုလ်ချုပ်ကြီးစောဝင်းမြင့်ကိုတရုတ်နိုင်ငံတပ်အမတ်ကြီးအဖြစ်မင်းအောင်လှိုင်ကယနေ့ခန့်အပ်လိုက်ကြောင်းစစ်တပ်ကသတင်းထုတ်ပြန်ပါတယ်။စောဝင်းမြင့်ကို2025ခုနှစ်နိုဝင်ဘာလအတွင်းစစ်ဘက်ရာထူးမှအနာပေးပြီးနိုင်ငံခြားရေးဝန်ကြီးဌာနသို့ပြောင်းရွှေ့ခဲ့ပြီးနောက်2လနီးပါးအကြာမှတရုတ်နိုင်ငံဆိုင်ရာမြန်မာအမြဲတမ်းတပ်အမတ်ကြီးအဖြစ်ခန့်အပ်လိုက်ခြင်းဖြစ်ပါတယ်။2025ခုနှစ်နိုဝင်ဘာလအတွင်းစစ်ဦးစီးချုပ်အရာရှိလေဒုတိယဗိုလ်ချုပ်ကြီးစောဝင်းမြင့်ကိုအရက်ဘက်ဝန်ကြီးဌာနသို့ပြောင်းရွှေ့လိုက်ပြီး၎င်း၏နေရာတွင်ဗိုလ်ချုပ်ထွန်းဝင်းကိုမင်းအောင်လှိုင်ကအစားထိုးခန့်အပ်လိုက်ပါတယ်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုဗိုလ်မှူးချုပ်မျိုးမင်းထွေးကိုလက်ပေးလက်ယူမှုစစ်စင်ရေးတာဝန်မကျေမှုများဖြင့်ခေါ်ယူစစ်ဆေးစဉ်စစ်ဦးစီးအရာရှိချုပ်လေဒုတိယဗိုလ်ချုပ်ကြီးစောဝင်းမြင့်နဲ့ပတ်သက်သောအရှုပ်တော်ပုံများပေါ်ပေါက်လာရာမှာစစ်ဦးစီးအရာရှိချုပ်လေဒုတိယဗိုလ်ချုပ်ကြီးစောဝင်းမြင့်ကိုစစ်ဘက်ရာထူးမှအနာပေကနိုင်ငံခြားရေးဝန်ကြီးဌာနသို့ပြောင်းရွှေ့လိုက်ခြင်းဖြစ်ကြောင်းစစ်ဘက်သတင်းချင်းမြစ်ကဆိုပါတယ်။ဆက်လက်ပြီးဝန်ထမ်းအိမ်ယာကိုတစားကန်လုပ်၍မိသားစုဝင်များပါမဲပေးရန်စစ်ကော်မရှင်အကြက်ကိုင်းမလိုက်နာပါကအိမ်ယာမှနှင်ချမည်ဟုချိန်ချောက်တဲ့ဆွဲတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အတူရောက်ရွေးကောက်ပွဲတွင်နန်စီတင်ဝန်ထမ်းများ၏မိသားစုဝင်များမဲမပေးပါကနေထိုင်နေသည့်ဝန်ထမ်းအိမ်ယာများမှနှင်ချမည်ဟုစစ်ကော်မရှင်ကချိန်ချောက်အကြက်ကင်ထားသည်ဟုအဆိုပါဝန်ထမ်းများထံမှစုံစမ်းသိရှိရပါတယ်။စစ်ကော်မရှင်ကကျင်းပနေတဲ့အထူးရောင်ရွေးကောက်ပွဲတွင်မစ္စရင်ပြည့်မီစီရန်အတွက်နန်စီဒီယန်ဝန်ထမ်းများနှင့်၎င်းတို့မိသားစုဝင်များအလုံးရှခုကဲ့သို့အချက်ကင်ချိန်ချောက်မှုများဖြင့်ပြုလုပ်နေခြင်းဖြစ်ပါတယ်
အာဏာသိမ်းစစ်တပ်လက်အောက်တွင်တာဝန်ထမ်းဆောင်နေရသောနန်စီဒီယန်ဝန်ထမ်းများအားလုံးမဖြစ်မနေမဲပေးရမည်ဖြစ်ကြောင်းနေပြည်တော်ရှိစစ်ကော်မရှင်ဌာနချုပ်မှလှုပ်ဝက်ညွှန်ကြားချက်ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။အဆိုပါညွှန်ကြားချက်ကိုဌာနဆိုင်ရာအကြီးအကဲများနှင့်စက်ရုံမှုများမှတက်ဆင်ဝန်ထမ်းများထံသို့ဖိအားပေးပြောဆိုနေခြင်းဖြစ်ပါတယ်။မွန်ပြည်နယ်တွင်တာဝန်ထမ်းဆောင်နေသောလုံသက်ရနန်စီဒီယန်ဝန်ထမ်းတအုပ်ကဒါဟာနေပြည်တော်ကစာထုတ်ထားတာလို့သိရတယ်။စက်ရုံမှုကတော့ညီတို့မဲမပေးပဲနေလို့မရဘူးပေးကိုပေးရမယ်လို့ပြပြတသားပြောထားတယ်ဟုဆိုပါတယ်။ယခုအချိန်အကြက်ကင်မှုသည်ဝန်ထမ်းတဦးတည်းတည်းမကပဲအိမ်ယာများတွင်အတူနေထိုင်ကြသည့်မိသားစုဝင်များအထိပါတက်ရောက်နေခြင်းဖြစ်ကမဲစရန်တွင်အမည်ပါဝင်သည့်မိသားစုဝင်မှန်သမျှတယောက်မချမ်းမဲပေးရမည်ဖြစ်ပြီးပြက်ကွက်ပေါကဝန်ကန်းလိုင်းကန်းများမှချက်ချင်းဆင်းပေးရမည်ဟုချိန်ချောက်ထားခြင်းဖြစ်ပါတယ်။မဲစရန်မှာပါတဲ့မိသားစုဝင်မှန်သမျှပေးရမယ်လို့ပြောပါတယ်။မပေးရင်လိုင်းကန်းကနေဆင်းပေးရမယ်လို့ပြောတော့ကျမတို့မှတခြားရွေးချယ်စရာမရှိတော့ဘူးဟုဝန်ထမ်းမိသားစုဝင်တအုပ်ကရှင်းဖွင့်ပါတယ်။မတမာမှုများနှင့်စိတ်သက်စစ်စင်ရေးစစ်ကောင်စီသည်ဒီဇင်ဘာလ28ရက်နေ့ကပြုလုပ်ခဲ့သည့်ရွေးကောက်ပွဲအပိုင်း1တွင်လည်းဝန်ထမ်းများနှင့်တပ်မိသားစုဝင်များ၏ကြိုတင်မဲများကိုအသုံးပြုကာအရက်ဝက်လေးစစ်ဗိုလ်ချုပ်ကြီးများကြီးစိုးသည့်ကြံ့ခိုင်ရေးပါတီ USDP ကိုအနိုင်ပေးခဲ့ကြောင်းသတင်းများထွက်ပေါ်ခဲ့ပါတယ်။ယခုဝန်ထမ်းမိသားစုများကိုအကြက်ကင်ချက်မှလည်းမဲယုံများတွင်လူစီကားဟန်ပြရန်နှင့်၎င်းတို့စိတ်ကြိုက်ရလက်ထွက်ပေါ်လာစေရန်ရည်ရွယ်ခြင်းဖြစ်ကြောင်းနိုင်ငံရေးလေ့လာသူများကသုံးသပ်ကြပါတယ်။လက်ရှိတွင်ဝန်ထမ်းများနှင့်မိသားစုဝင်များသည်မိသည့်ပါတီကိုမဲပေးရမည်ကိုဖိအားပေးခြင်းမရှိသေးတော့လည်းမဲယုံသို့တွားရောက်ခြင်းဖြင့်၎င်းတို့၏ဆန္ဒအစစ်အမှန်မဟုတ်သောမင်းများကိုပေးရတော့မည်ဖြစ်ပါတယ်။ဘေးပါတီကိုပေးရမှလည်းမသိဘူး။ပေးခြင်းစိတ်လည်းမရှိဘူး။ဒါပေမဲ့အိမ်ယာကနှင်ချမယ်ဆိုတော့မဖြစ်မနေသွားပေးဖို့ပဲပြင်ထားရတယ်ဟုမယန်ကုန်းမြို့နယ်တွင်နေထိုင်သည့်နန်စီဒီယန်ဝန်ထမ်းတအုပ်ကဆိုပါတယ်။စစ်ကောင်စီ၏ယခုလုပ်ရက်သည်နိုင်ငံတကာရွေးကောက်ပွဲစံနှုန်းများကိုပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းဖြစ်ပြီးပြည်သူဝန်ထမ်းများ၏အခြေခံရပိုင်ခွင့်ဖြစ်သောနေထိုင်ခွင့်ကိုအသုံးချကာနိုင်ငံရေးအရာအမျက်ထုတ်နေခြင်းဖြစ်ကြောင်းဝေဖန်မှုများလည်းရှိနေပါတယ်။အတူရောင်ရွေးကောက်ပွဲအပိုင်း1တွင်လည်းမတမာမှုများစွာဖြင့်ကြံ့ခိုင်ရေးပါတီကနေရာအများစုတွင်အနိုင်ရထားပြီးဖြစ်တဲ့ဖြင့်ယခုလုပ်ရက်မှာရွေးကောက်ပွဲရလဒ်ကိုပုံဖော်ရန်နောက်ထပ်ခြေလှမ်းတစ်ခုဖြစ်နေကြောင်းသိရပါတယ်။